ကြတော့ဒီလိုထားပါစော့နေပြီနော်ဒီမှာပေါ့နော်ဒီမှာတကယ်တည်းဟဲ့ဒီမှာပေါ့နော်စင်တူအမမပြောဘဲနဲ့နှစ်ယောက်သဘောတူညီကြရမှာလေဒီမှာပေါ့နော်ဗာလေးလုံးမလဲဆိုတော့ထိုင်စားလုံးမတာလုံးမဟာအဲ့အင်းကြီးနေဒီဟာလေးငါရှိနေပြန်ပါဟာဒီလားအုတ်ထုတ်လေးဒါလေးဒီမှာပတ်ဆိုင်ကဘာမှမလားဒီမှာပတ်ဆိုင်တေးလေးဒါလေးမစင်ဒီမှာဝါလို့လာအောင်မစင်ဒါမလို့တော့လားညနေလို့ဖြစ်နေပါဆောညနေတော့ပါမယ်ဒီဒါရင်လို့ပြီးမှဟိုလို့ဒါရင်လို့ဒါလေးဒါပဲဒီမှာမရှိနေဆောင်တော့ဒီမှာ VIP ဒီဒီရလေးဆောင်မယ်ဒီမှာကျမတို့ဒီဟာလေးကိုထားခုံရပဲဖြစ်ပါတယ်ကောမန်နမလေးကိုကြိုက်တဲ့ဥစ္စာလေးမန်းခဲ့ပေါ့နော်ဆော့ပြီးပြီနော်အခုတော့ chocolate tower လေးပေါ့နော်တကယ်ကြည့်ပေးနေမှာပါဒီကိုလေးယူရကြရဒါလေးရပေါ့နော်ဒီနေ့နဲ့အတူတူပေါ့နော်ဆော့ရတဲ့အချိန်လေးကျောင်းပိတ်တော့ဖွင့်နေပေါ့နော်ဒါမှတရှင်ပိတ်တယ်ပေါ့ပိတ်တော့မီဒီယိုဆော့ပြပေါ့အမေပလက်တော့တို့ရနေရောဒီအလေးကကြာနေရှင်နေခုံရတာလေဒါလေးကကြာသူကတခါနေစားပဲရှိတယ်ဒါလည်းတော့အဲ့လိုလေးဖြစ်တယ်အဲ့လိုလေးအရင်စားတော့ကောင်းပါလို့ရှင်မိစားဘူးကိုထောင်9ရဲ့2000လို့ရှိအဲ့ဒါမို့တခုပေါ့နော်အိုးတောင်အဲ့လောက်ထိပေးရတယ်ပေါ့နော်တော်စီကြည့်ပါလားအတီးရတာမဟုတ်ဘူးအစ်ဆိုလို့ရှိရင်တော့တော်အတူရဲ့အစ်တွေရှိတယ်အစ်ပါအတူကဘိုးကြီးကြည့်ပါလေစစ်တယ်အဲ့နေရွေးနေရေးဘွားအဲ့ဟိုကြည့်ရလေကြည့်နေလေဒါမဟုတ်ဒီဘက်ဒါဒီလိုလားကြည့်အောင်ကြည့်ရတယ်ဒီကျမတက်နေပါပြီကျမတို့ပေါ့နော်နှစ်ယောက်တက်နေပါတော့ဒီအဆော့ပြပါမယ်နောက်ထပ်spicy လူတဲ့ tower လေးဆော့ပြပဲဒီတိုင်းအဲ့ဒါဘယ်လိုခေါ်အဲ့လေးစားမထိစင်းနဲ့ခုံရတယ်လေးစားမထိအောင်ငါမခုံကောင်းရအဲ့လေးစားလားတရားမနော်အဲ့ကြောင့်အဲ့စိတ်ကဒီမှာတော့ဆော့ရတော့ကြာပြီမနော်သူကဆော့တယ်ပေါ့နော်တိတ်မဆော့တာပေါ့အဲ့ဒါကျွန်တော်တို့ပါဆိုရင်အဲ့ဒါကြောင့်တော့ဘာဆိုရင်ဆော့ရချာbrick cabin တွေပါဆော့တယ်ဆော့ပြပါမယ်ပြီးရဇလိုင်းကပဲမယ်ဇလိုင်းလေးရိုက်ကြပါမယ်ဒီဇလိုင်းရဲ့နဗီလေးကခုစဉ်းစားမှဖြစ်တာခုရရင်စဉ်းစားခုကကြာအဲ့ဇလိုင်းမှာကြာမတိချိုင်းတယောက်တော့ရှိရပါတော့အဲ့ဖမီလီတယောက်ကကြာတော့ဆော့မလားမဆော့လားမသိဘူးပေါ့နော်အဲ့ဆော့မယ်ဆိုလို့ဖြစ်တော့3ယောက်ပေါ့နော်ဆော့ဆိုတော့2ယောက်နဲ့ဆော့ပြအောင်ပါမယ်အဲ့ဇလိုင်းလေးဆော့နေပါတယ်ဒီဘက်မာတော်လူပါအဲ့ဒါရောက်ဒီမှာဆောက်အခုပေါ်တော့တငယ်ချင်းကဆောက်နေပါတယ်သူတို့ဒီလိုကိကြရတော့သူတို့ထငူပါဖြစ်တယ်ပတ်စတ်တူအဲ့နားရရနေ
没读上经过啥子嘛是。ဒီမှာတငယ်ချင်းလေးနဲ့စော့ပြရမှာဖြစ်ပါတယ်။ဒါကကျမတငယ်ချင်းတရားကိုခုနကတော့ပြောခဲ့တဲ့ဇလန်းမှာပေါ့နော်။သူတို့ပါမယ်လို့ပြောတာသူကကျတော့90ရောက်ပါပြီ။တော့မနေတော့အပေါ်ရောက်ပါပြီ။ခုအပေါ်ဆုံးရောက်ပါပြီ။ကျမတို့ကခုမှစမှာလေ။အပြပြဝိုင်း line ဖြစ်နေတယ်ဖြစ်နေတယ်တောင်းဖိုးတောင်လည်းရှိတယ်2000တောင်လည်းရှိတယ်3000တောင်လည်းရှိတယ်ငါအလက်ဆိုင်ဖြစ်နေတယ်မဆက်ဘောချင်တယ်မဆက်မတောင်းတော့စမတကယ်ကြီးကတော့ဘာနော် line ထင်နေပါတယ်ဆက်မဆိုင်လည်းပါမယ်မဆက်လာလည်းပြဟာလို့စာဘူးစာပေါ့သူကတော့ထွက်သွားပါပြီကျမကတော့မထွက်ပါဘူးသူကတော့ပြစမယ်လို့ပြောပါတယ်ကျမကတော့စပါဘူးလို့ပြောလိုက်ပါတယ်ခုဒါလေးညံကောင်းတယ်တဲ့တဲ့လေအာသမီးလေးဝင်တယ်စီဗစ်လေခလေးစီဗစ်တွေဒီဆိုင်မှာဝယ်လို့ရ1000 5000 9000ပဲအဲ့ဒါနဲ့စီဗစ်နဲ့တွဲတာစီဗစ်နဲ့ဒါနဲ့ကိုတွဲထားတဲ့ခလေးတိုက်ရညအိယာဝင်တိုက်ဒါကလည်းအချင်းတရားဝင်လာပါပြီဒါလေးတောင်းခဲ့ဟုတ်လို့တောင်းပါလားဒါလေးဆက်ပြပါမယ်တောင်းဝယ်တိုက်မှာနော်လုံး20ပါလုံး20ပါတနေ့လုံးငါခလေးတောက်ရတယ်နော်ခလေးလည်းတောက်လူကြီးလည်းတောက်သမီးလည်းတောက်ပါလေးဆက်ပြပါမယ်ပြီးတော့တောက်ပြီးတော့ဂျာဝါလီဒါတော့တောင်းနေအောင်တောင်းမယ်နော်စီပင်းနဲ့တောက်ပါစီပင်းဝယ်မယ်စီပင်းလည်းတောက်လို့ရဒါလည်းတောက်ပါစီပင်းလည်းတောက်ပါညတောင်းဆက်ပြမယ်ဒါလေးကတော့ဒီမှာ27ပေါ့နော်ဒီပြင်လိုက်တယ်လိုင်းဒါလည်းကမ္ဘာနဲ့စာပေအမြင်မှတ်မိဟုတ်တယ်အဲ့ဒါလားလေးကိုတော့တိုက်တယ်ဒါတစ်လုံးသမီးညဒါတစ်လုံးဟဲ့ line မကောင်း line ထင်နေလို့မှအောက်ရွယ်ပြပြပြဘာလို့မတောက်တာလဲတိုက်နေမကောင်းဘူးနော်ထပ်ပုံနေတော့ရှောက်လာပြီဟောတဲ့ဟာကိုမတောက်မလို့ဆရာအားသေးကုန်တော့ထုတ်ဝယ်ပေးအောင်ငါအားသေးရတယ်ညလာပြီလို့မဟုတ်ဘူးငါ1 post ပေးတာ1 post ဆိုတာလေတဘူးကုန်တိုက်ရအဲ့လိုတဘူးကုန်မလည်းကြပါကြမတော်တော်လေးဆိုင်ရောဆိုအဲ့လိုသူကကြတော့နိုင်မကောင်းလို့ဆိုပြီး
ရစ်နေပါတယ် မြင်းနဲ့တောက်ပါအဲ့အားစီမြင်းတောက် နေတဲ့အတွက်ကျတော့ ဒီမှာလေးပဲဆိုပါမယ်ရှင် လာဖို့မြင်းနေတာ ဒါလေးပဲဆိုပါမယ်ဒီမှာအခုမှဆက်မှာပေါ့နော်လိုင်းမကောင်းလိုင်းမကောင်းလိုင်းမကောင်း ကျမတော့35ဖြစ်သွားပါပြီ တို့ပဲပြီးလိုက်သူ့ရှိမှာပဲဝယ်လိုက်ညံ့တော့ ကျမရောအစိမ်းရောင်ရောက်သွားကျမတို့ကကျတော့ဟို ပဲ ဒီဆိုင်မှာဝယ်တဲ့ဈေးကြီးတယ်လို့တွေ့ဦးမှာဘူး ထွက်ပြီးတတာပါ ဟုတ်လားလေ ငါကအိုရာမင်းအပ်တင်ကြောက်နေတာအဲ့တို့တော့ ဟုတ်အဲ့ဒါတမီးပြောသလိုလေအမ online app ကိုမြဲတယ်မတောက်နဲ့တလမဟုတ်ရင်နှစ်လအလုံးလုံးသုံးပါပဲအားစီးဆိုတာလေအဲ့လိုဝယ်လို့ဆက်သွားရင် အဲ့လိုအငယ်မီလာပါဖြစ်ဒီထားဝါလေးခုံပြမှာပေါ့နော်ထားဝါလေးမဒီစနေဝါခုံနာလိုင်းမကောင်းမပြပြတို့နေနေပေါ့နော်အခုကြောက်ပါလိုင်း ဟိုကျတော့ကျမတို့ကဒီကနေ့မဘလို့ကပြောနေပြီပါတယ်အဲ့ဒါမှ ကျမတကယ်ကြတော့မှာဝါပါတခြားထားဝါရဝါပါပြီပေါ်ရောက်လို့ကျမလိုင်းနေချစ်နေအဲ့လိုဒီလိုချစ်နေ တခြားတောင်မဟုတ်ပါဘူးအပေါ်ဆုံးရောက်သွားလို့တခြားတောင်မဟုတ်တာ46ဖြစ်သွားပြီ baby set နံပါတ် မ 46 ရတော့ဘူးဒီမှာပေတော့ဝါရောက်လို့ရောက်မသိဘူး ဘလီ ဟုတ် တ တယ် ား ဒီအရေးပြောသလိုလှတယ်ဆိုတော့ဒါတောက်လိုက်တော့ အားပါစေ အဲ့ဒါက50ရောပါပြီ ရှင်းပြောင်းနေတယ်ဒီမှာလိုင်းမကောင်းချင်းဝင်မှာဖြစ်ပါတယ် အဲ့ဒါဦးကြီးကလေငါးသားမရဲ့ငါးသားအောင်လေးမောင်ကြီးကမျက်နှာလေးနဲ့နှာတယ် တော့ဘာလို့လဲ ဘာလို့လဲဟောဟိုဒီဖိုင်ရပါဘူးလူသေးအဲ့တသိန်းကျော်တယ် ပန်းရ အဲ့ဒါမဟုတ်ဘူး तू က skin care ကို ဘာမှလည်းချက်ကြ အဲ့ဒါမဟုတ်တခုတည်းတက်တယ်လေအာငါလူတွေလေဟိုငါတော့ငါပြောတယ်လေတစ်မျိုးနဲ့နဲ့ ဒီမှာကျမလေလိုင်းမကောင်းပြန်စ ကျမအဝါရောက်သွားပါပြီရှင် ဆက်ဖိန်ခံပဲတည်မလားအဲ့မှာစီး ဟာစီးနေတယ် အဲ့လိုင်းချက်တာဘယ်ခုချက်နေလဲချက်နေပြီတော့ ပုတ်လိုက်တာဟုတ်ပြီ ချစ်ပြီးလာပြမဖြစ်ဘူးမဖြစ်နေတယ်ပြီးတော့ဒီမှာဘယ်ထော်ရရောက်ရောက်မသိသိနေတာ အခုငါမှလည်းချက်ဆက်တွေဝယ်ထားတော့ငါဟိုမှာ ကျမတကယ်ချင်းတယောက်ကကြတော့မကောင်းလို့ဆိုပြီးတော့အော်ဆွဲနေပါတယ် စီမံစီမံ မကောင်းလို့ဆိုပြီးအော်ဆွဲနေပါတယ်မမီးတငယ်ချင်းအဲ့ဒါနော် ချိန်ဝယ်တော့ တို့မကနဲ့စင်နိုင် အာဒီလာငါအဆက်သေးရောက်ပြောတယ်ဒီလာငါအဲ့စီမံ အ65ဖြစ်သွားပါပြီဒီမငယ်ချင်းတယောက်ကကြတော့100ကျော်သွားပြီ အဲ့ဒါဘူးကိုဘယ်လောက် တယောက်ကကြအခုမှထပ်ကြွားနေပါလေဒါမကောင်းဘူးဆိုပြီးတော့ ဒီမှာဆုံးလိုက်ခုနကတကယ်တည်းကဒီဝင်လာတယ်လိုင်းမကောင်းလို့ပြန်ထွက်လိုက်တာပြီးတော့လေဒီမှာခုဝင်ညာလိုင်းကိုမကောင်းတာ ဘာကကလေးအတွက် အဲ့ပြီးတော့လေ လိုင်းမကောင်းချက်ကိုပြန်မယ်ဒီဒါပြ ဖြစ်စကောင်းချက်ကိုပြန်ခဏကြီးပုံစံအားကောင်းတယ်ကွာဒီတော့ တို့အခုကြားလို့ရှိရင်ဘာလို့ပြရမှာဖြစ်ပါတယ်ကျမတို့ break cabin မှာရုပ်ရှင်ရိုက်တော့မှာဖြစ်ပါတယ် အဲ့လိုလာပါမယ်ဒီနေ့ကကျမတင်နေတဲ့ဒီဘလော့ခက်မှာရုပ်ရှင်ရိုက်မှာပေါ့နော်